السلام عليكم ورحمة الله وبركاته الحمد لله ثم الحمد لله الله فضل به بشباره الله چیمی مو به بشده الله سبحانه وتعالى ကကျွန်တော်တို့ကိုဒီနအားဖြင့်ဒီနကိုအကြောင်းခံပြီးတော့ကျွန်တော်တို့တွေကိုအခုအရှိမရှိနေတဲ့လူကြီးမိဘတွေနဲ့ကလေးတငယ်တွေကိုကျွန်တော်တို့ကိုစုံစည်းဝင်ပေးတယ်ဒီဘက်မှာအလ္လာဟ်ကိုကျေးဇူးတင်ရမယ်အလ္လာဟ်ဆုဘဟာနဟူဝါတအာလာကကျွန်တော်တို့ကိုအီလင်ပေးထားတဲ့ဘက်မှာအဲ့ဒီအီလင်ကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာရဲ့ဖဇလ်နဲ့ဒီအီလင်ကိုဖြန့်ချီခွင့်ရတယ်အလ္လာဟ်ဆုဘဟာနဟူဝါတအာလာကကုရ်အာန်မှာအမိန့်ရှိတယ်ဆူရာဇူမာမှာဘယ်လိုအမိန့်ရှိတယ်ဆိုတော့ قل هل يستوي الذين يعلمون والذين لا يعلمون ဘုန်းနဗီတမန်တော်တင်ပြောလိုက်ပါအီလင်ရှိတဲ့လူနဲ့အီလင်မရှိတဲ့လူပညာရှိတဲ့လူနဲ့ပညာမရှိတဲ့လူတူနိုင်ပါမလားမတူပါဘူးတော်တင်ပေါင်းတို့ခင်ဗျာဒါကြောင့်မလို့တမန်တော်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကလည်းဟာဒီသ်မှာမင်းရှိတယ်اطلبوا العلم من المهد الى اللحد اطلبوا العلم من المهد الى اللحد အီလမ်ကိုပခတ်တွင်းနေရနေပြီးတော့မှဟိုကဘာတင်ញိုင်းတဲ့အထိမောတ်အထိအီလမ်ကိုရှာဖွေစီးပူးကြပါဆိုပြီးတော့မှတမန်တော်ဆာအမိန့်ရှိတယ်အဲ့ဒါမဲ့တမန်တော်ဆလ္လာလာဟူအလိုင်ဝါဆလမ်နောက်တစ်ဟာဒီသ်တစ်ပုဒ်မှာအမိန့်ရှိတယ်မိမိရဲ့အီလမ်နဲ့ပတ်သက်ပြီးတော့မှတတ်သိထားတဲ့ပညာနဲ့ပတ်သက်ပြီးတော့မှအဲ့ဒါလူတွေကိုအကျိုးပြုဖို့အဲ့ဒါအကျိုးမပြုရင်ဘာဘယ်လိုခံရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအီလမ်ကိုတော့တင်ထားတယ်သို့တော့အဲ့ဒီသူ့ရဲ့အီလမ်နဲ့ပတ်သက်ပြီးတော့မှလူတွေဟာအွမ်မတ်တစ်ခုလုံးဟာကမ္ဘာတစ်ခွင်လုံးမှာရှိတဲ့လူသားတွေအားလုံးကဒီနကိုခစ်မတ်လုပ်ခွင့်မရဘူးသူရဲ့အီလမ်ကနေဒီနကိုခစ်မတ်လုပ်ခွင့်အီလမ်ရှိပြီးတော့မှဒီနကိုခစ်မတ်လုပ်ခွင့်မရဘူးဆိုလို့ရှိရင်အဲ့ဒီကိစ္စကတော်တော်ပဲအလ္လာဟ်စီမှာဒီနပတ်သက်ပြီးတော့မှဒီအပေါ်မှာဒီနကိုဖြန့်နိုင်တဲ့တော်ဖီအရေးချင်းပေးဖို့ဒီနကိုခစ်မတ်လုပ်ဖို့ဒီနကိုခစ်မတ်လုပ်ခွင့်အလ္လာဟ်တော်ဖီပေးဖို့